ပွဲဦးထွက်ရုပ်ရှင်တဲ့အမေထက်လက်ဆောင်ထက်မဲ့သမီးလေးအဖြစ်ချစ်ကျူးခံနေရတဲ့စံထိတ်ထားဦးမင်းသမီးကြီးခန့်နှင်းကြီးရဲ့သမီးဖြစ်တဲ့စံထိတ်ထားဦးကတချိန်ကတော့ရုပ်မလာဘူးဆိုပြီးတော့ဝေဖန်ခံခဲ့ရတဲ့သူပါအခုဆိုရင်တော့ရုပ်ရှင်လောကတွေကိုဝင်ရောက်လာပြီးပွဲဦးထွက်ဇာတ်ကားမှာတရုပ်ဆောင်ထားပါပြီသူတရုပ်ဆောင်ထားတဲ့မီချေလိုရုပ်ရှင်ဇာတ်ကားကြီးကအော်ဒီရှင်ခံစားနေရတဲ့ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ family drama ဇာတ်ကားကြီးဖြစ်ပါတယ်။စံထိတ်ထားဦးကဒီဇာတ်ကားမှာအော်ဒီရှင်ဖြစ်နေတဲ့မိန်းကလေးအဖြစ်အဓိကပါဝင်တရုပ်ဆောင်ထားတာပေါ့။တရုပ်ဆောင်တက်တန်းရင့်ချက်သူတွေတောင်ပြပြအောင်တရုပ်ဆောင်ဖို့အတော်လေးခက်ခဲတဲ့ဇာတ်ရုံမျိုးဖြစ်တဲ့အပြင်အပေါ်လိုမရှိကွက်တိဖြစ်နေရကြောင်းအမေထက်လက်ဆောင်ထက်မဲ့သမီးအဖြစ်ချီကျူးနေပါတယ်။ဒီလိုဇာတ်ရုံမျိုးကိုဝိုင်းရင်မင်းသမီးတွေတောင်လက်ခံလေးမရှိဘဲပို့သွားတာပဲဖြစ်ပါတယ်။လိုသွားတာပဲဖြစ်ဖြစ်တဘာဝမကြနိုင်တာကြောင့်ညင်းလေးရှိပါတယ်။စံထိတ်ထားဦးကဇယုတ်ပြပြအောင်အလှပကိုဦးစားမပေးဘဲအော်ဒီရှင်ကလေးအဖြစ်အသက်ဝင်အောင်တရုပ်ဆောင်ထားပါတယ်။မျက်နှာအမူအရာအကြည့်တွေလှုပ်ရှားမှုအဟံပန်တွေကအော်ဒီရှင်တယောက်ရဲ့တဘာဝကိုတေးသေးစစလေးလာပြီးမှတရုပ်ဆောင်ထားရဲဆိုတာပေါ်လွင်နေပါတယ်။သူရဲ့မိခင်ဖြစ်တဲ့ခိုင်နှင်းကြီးကလည်းတရုပ်ဆောင်ကောင်းသူဖြစ်ပြီးအခုတော့သမီးဖြစ်သူစံထိတ်ထားဦးကပထမဆုံးဇာတ်ကားကြီးမှတင်ခေသူမဟုတ်ကြောင်းလက်တွေ့ပြလိုက်နိုင်ပါပြီ။နာမည်ကြီးမင်းသမီးရဲ့သမီးဆိုတဲ့ဂုံပုတ်ထက်စံထိတ်ထားဦးဆိုတဲ့ကိုပိုင်ဂုံပုတ်ရအောင်စူးစမ်းပြနိုင်ခဲ့ပါတယ်။အော်ဒီရှင်ဝေဒနာရှင်လေးတွေရဲ့ဘဝကိုနားလည်ခံစားနိုင်စေဖို့ရိုက်ကူးထားတဲ့မိချေရုပ်ရှင်ဇာတ်ကားကြီးကိုမကြခင်မှာယုံတင်ပြသတော့မှာပါ။အမေထက်လက်ဆောင်ထက်မဲ့သမီးလို့ချီကျူးခံထားရတဲ့စံထိတ်ထားဦးရဲ့တရုပ်ဆောင်မှုတွေကိုအားပေးကြမှာလားဆိုတာပြောပြခဲ့ပါအောင်ရှင်။